28နဲ့လာကြည့်စရာအကြောင်းကိုမရှိလူချင်းများ29ကျမှပဲအဲ့ညကျမှစကြည့်ရတာလာမြင်သွားရင်အဖြစ်မယ်မမြင်သွားရင်30အပြည့်ဖြစ်မယ်28ကြီးနဲ့များဒီနေ့ညကြီးလာကြီးကောက်မြင်ရောဘယ်လိုလုပ်တကယ်လို့သာပေါ့နော်မြင်သွားခဲ့သည်ရှိတော့ကျွန်တော်မြန်မာစကားပုံလို့ပေါ့မိုးတော့မပြိုပါဘူးအင်ရှာအလ္လာဒါပေမဲ့ပြိုခဲ့သည်ရှိတော့လူချင်းများမမြင်ဘူးသိကြတယ်ဒါပေမဲ့မြင်ခဲ့သည်ရှိတော့ဘာလို့မှာတော့ကျွန်တော်တို့စိတ်ကပညာရှင်တွေကပြောထားပြီးသား28နဲ့လာမြင်သွားခဲ့သည်ရှိတော့ဟုတ်ရှေ့မှာတော့ကျွန်တော်တို့တရက်နောက်ကျသွားလို့များဒီဘက်မှာ28ဒီ29ဖြစ်ပြီးတော့ဒီနေ့ညမြင်သွားရင်ရောဘာလို့မအောင်မြင်သွားရင်ကျွန်တော်တို့ကိုပြောပြီးသားလာမြင်တာနဲ့အစ်လို့ကိုရမတ်ဆလ္လာလဟ်အလัยဟိဝါစလမ်ကကျွန်တော်တို့ကိုပြောတာရုယတုလ်ဟီလာလာမြင်ပြီလားမြင်အစ်လို့ရမ်ဇန်မှာလာမြင်သွားပြီလားရိုဇာထောက်ပြီးတော့လာမြင်သွားပြီတကယ်မြင်သွားတယ်ဆိုရင်ရတယ်မနေ့ပြန်အစ်မယ်မနေ့ပြန်အစ်လိုက်ဟာဒါဆိုရင်ကျွန်တော်တို့ကဆရာတို့ပြောတယ်30လား29လားတလုံးကြံတာဘယ်လိုလုပ်မလို့ပညာရှင်တွေကပြောတယ်အစဉ်ပြေတဲ့နေ့တည်းကတ်စွာပြထားလိုက်ပြီးပြီဘာပြဿနာမှမရှိဘူးရိုးရိုးရှင်းရှင်းလေးပဲလူချင်းများအစ္စလာမ်ကလိုက်နိုင်ရတာလဲရိုးရှင်းတယ်အင်တန်မှကျွန်တော်တို့အတွက်ခက်ခဲနေစရာအကြောင်းမရှိသလိုတယောက်နဲ့တယောက်debate တွေလုပ်စရာလည်းမလိုဘူး online ပေါ်မှာလည်းပြဿနာတွေရှာစရာမလိုဘူးကျွန်တော်တို့ကရိုးရိုးရှင်းရှင်းနဲ့တာတာရရပဲ